ကဲဒီလိုပြဿနာမျိုးတွေမဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့ GUS အဖွဲ့ဝင်ကျောင်းတွေကိုရွေးချယ်တင်တယ်နော် Global University System ဆိုတာကတော့နိုင်ငံပေါင်းစုံမှာအဆင့်မြင့်တက္ကသိုလ်တွေနဲ့ college တွေကိုစုစည်းတည်ထောင်ထားတဲ့အကြီးမားဆုံးသောနိုင်ငံတကာပညာရေးကွန်ရက်ကြီးတစ်ခုပဲဖြစ်ပါတယ် UK, Germany, Singapore နဲ့တခြားနိုင်ငံတွေမှာ GUS အဖွဲ့ဝင်ကျောင်းပေါင်း32ကျောင်းရှိပြီးတော့ကမ္ဘာအဆင့်မီသင်ရိုးညွှန်းတမ်းတွေကိုတင် ကြားပို့ချပေးလျက်ရှိပါတယ် GUS အဖွဲ့အစည်းဟာလုပ်ငန်းကြီးတွေနဲ့ချိတ်ဆက်ထားတာကြောင့်မလို့နိုင်ငံတကာအဆင့်မီကုမ္ပဏီကြီးတွေမှာအလုပ်တင်ဆင်းခွင့်နဲ့ career တိစောက်ဖို့အတွက် network ကောင်းကောင်းတွေလည်းရရှိမှာပဲဖြစ်ပါတယ် International student တွေအတွက်ကုန်ကျစရိတ်သက်သာစေဖို့အတွက်လည်း scholarship တွေကိုပံ့ပိုးပေးလျက်ရှိပါတယ် FAI နဲ့ပြီးတော့အဓိကလျှောက်ထားပေးနေတဲ့ GUS အဖွဲ့ဝင်လက်အောက်ကကျောင်းတွေကတော့ University of Europe for Applied Science Germany, Gisma University of Applied Science Germany, IMBET Dublin Ireland, London School of Business and Finance Singapore စတာတွေပါဝင်ပါတယ်။ပညာရေးအတွက်ခိုင်မာတဲ့အာမခံချက်ရှိပြီးတော့ကမ္ဘာအဆင့်မီ GUS လက်အောက်ကကျောင်းတွေကိုရှောက်ထားဖို့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ FAI မှာအခမဲ့လာရောက်တိုင်ပင်ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်။